ညာကိုအမတန်ဝါသနာလို့ဒီသပင်လောကထဲဝါသနာပါလို့တော့သူဆဲကြောင်းသားလေးဟာမဆိုင်ဘူးအမတန်ဝါသနာပါလို့ကြီးလို့ဒီလိုနှစ်ပါးကွင်ကနေတာဟုတ်တယ်ကြောင်းသားလေးတွေကျွန်တော်လည်းကြောင်းသားပဲကျွန်တော် BAB ကွန်း BAB ကွန်းမိုင်တကယ်ရတာမို့ကျွန်တော်ဆက်လို့ပေါ့ကျွန်တော် BA တော့လေကွန်းစားလိုက်တကယ်ပါကျွန်တော်အင်္ဂလိပ်လိုကျွန်တော်စာစီစာကုန်းတွေပါလေဆိုရင်ပါပါကျွန်တော်စာစီစာကုန်းတွေဆိုရင်ကျွန်တော်အမတန်ကျမ်းတော့ကိုမဒီ ABD အစားဆုံးရတယ်ဟို ABD အင်္ဂလိပ်စာကိုဂန်တူးနဲ့အောင်လားဂုံတူးနဲ့ဂန်တူးပေါ်ရအောင်ငါပေးလိုက်တာနော် ABCD ကိုခင်ဗျာအစားဆုံးယူလိုက်ကြပြားတပုတ်ဖြစ်သွားကဲတော့အဲ့လိုဒီဥယျာဉ်နဲ့မှာ B ကိုတော့ငါချင်းတူဘီယာတောက်ကြတာ C ပလင်းလေးတွေကိုစီးနေတာ D ဒီအချိန်မှာ E ဘယ်လိုပေါက်လိုက်မှမသိဘူး F ကိုလို့ညီသွားတယ်ခင်ဗျာ G အဲ့ချိန်မှာ G ဘုံတယောက်ရောက်လာပြီ H ကိုမောနဲ့ H နဲ့ I မသားမဆိုပိတ်ကိုင်းတာအိုင်းနဲ့ကိုကိုလေး J အဲ့ဒီကြီးဘွဲကမဟုတ်မိတ်ဆက်အောင်လာတယ် K ရနုလည်းပါတယ်လေအဲ့လေကိုကြီးရရှိရပေါ့အမအနာလေးကိုသိနေတာဘာဖြစ်လဲပေးဝင်ကြိုက်တယ်ဘယ်စီထဲမှာပေးရမပါဘူးပြီးမုတ်ကျင်စရာလေးဘာမဟုတ်ပါလားမင်းမဟုတ်ပါလားငါမဟုတ်ပါဘူးမဟုတ်ပြီးမုတ်ကျင်စရာလေးကျူကိုမွေးနေတာအမရဲ့တကယ်အတာလေးအဲ့ဒီအတာလေးကိုလေအစစ်နဲ့များပက်လိုက်ရင်ဒီကောင်စားတဲ့တော့ဘလို့နေမှာပဲအမလေးယူများကြည့်လိုက်ရင်ဗီဒီယိုကြည့်ရတယ်လို့ပဲတပါးကြီးကိုလူးနေအဲ့တပါးကြီးလူနေအိတ်တော့အောင်လေဝိုင်းရကလေးများတော့လိုက်ရရင်ဇက်ကျိုးတင်မှာပါဗျာ